ရုံမှာကမလေးနှစ်ယောက်ကိုရိုက်လို့တဲ့ပြဿနာတက်တာဟိုမှာကြီးကာတွေနဲ့ရဲတွေပြဿနာတက်နေအကြီးကျယ်ပဲကမလေးနှစ်ယောက်ကိုလည်းဘင်းညစ်တယ်ပါရိုက်တယ်ရိုက်တာဆက်ယုံမှုတဲ့ဆက်ယုံမှုရိုက်တာတဲ့ဆက်ယုံမှုရိုက်တာဟာမအခုပြဿနာရှင်းနေအကုန်လုံးတယောက်မှလုံးမလို့အခုအပြင်မှာဆန္ဒပြနေကြတယ်ရွေးရိုက်တယ်သူတို့အမအနေကိုအမသူတို့အမကိုအမဖြစ်သွားမယ်လူတွေပဲကိုထိန်းရမှာဟာခဏရောရောင်ပြီးမှ